အရင်ကလေမီတင်တော့ကားဆိုင်ပဲသွားကားဆိုင်ကဘယ်မှာလဲလို့မေးရသူရှိလို့လုပ်ပေးပါမယ်နော်ကားဆိုင်ပြမယ်နော်ခဏလေးကိုအိမ်အပေးကွဲပြန်တက်တက်လေးသွားပြန်ဒီဘက်လမ်းကွဲyes ကန်ဘက်ကတော့လူရဒီသူဘလော့ဆိုရှော့သွားကြောသွားနော်နည်းနည်းလေးချက်သွားပြီးသွားရင်တော့နော်ကျွန်တော်နေဘေးဘက်ကတော့ရရမီလို့ရုရှားဆိုင်နာနေတော့လေရုရှားဆိုင်ရဲ့မနော်ရှေ့လေးမန်တာလီရှေ့လေးရှိရသေးလားရုရှားဆိုင်ရဲ့ဒီနာအပေါ်တက်လိုက်တပီးကိုနေနေဒီမှာဒီရှိရောက်သွားလိမ့်မယ်ကားဆိုင်ကြည့်ချင်တဲ့သူရောက်ပါပြီကိုကြိုက်တဲ့ကားလေးယူလို့ရပါပြီစိတ်ကြိုက်